မင်္ဂလာပါဒေါက်တာပိုင်ဆိုသူပါကွန်းစားရင်သွားခိုင်တယ်တဲ့ကွန်းစားရင်သွားမခိုင်ပါဘူးကွန်းစားရင်သွားခိုင်တာမဟုတ်ပါဘူးခင်ဗျာကွန်းဒီစားလိုက်လို့ရှိရင်တဖုံးနေတောင်ပူပြက်စီးစေတယ်ကွန်းရေရှည်စားလာတယ်ဆိုလို့ရှိရင်တဖုံးတွေနှိမ့်ကြတယ်သွားတွေမှာနဲ့လာတယ်ဒီတဖုံးယောဂါတွေကိုဖြစ်စေတယ်ဒါပေမဲ့တစ်ခုရှိရကွန်းစားရင်သွားပူမစားဘူးတော့ပူစားတဲ့ရာဂိုင်နှုန်းနည်းသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ကွန်းကအမြဲမပြတ်ဝါနေရတာဖြစ်တဲ့အတွက်သွားရဲ့မျက်နှာပြင်တွေကိုအမြဲတမ်းပွတ်တိုက်နေတာဖြစ်တဲ့အတွက်သွားရဲ့မျက်နှာပြင်တွေမှာတော့အစာကျွင်းအစာကြံကန့်ညိတာနည်းတယ်။အဲဒါကြောင့်မလို့သွားပူစားတာနည်းတော့ညာလဲကွန်းစားဒါကောင်းတဲ့အချက်တော့မဟုတ်ဘူး။ဒါပေမဲ့တစ်ဖက်မှာပါတယ်ဖြစ်တယ်သွားရဲ့ကြွေလာမျက်နှာပြင်တွေပွန်းကုန်တယ်ပြုံးကုန်တယ်ကွန်းစားသွားတွေကျင်လာတယ်ကွန်းစားရက်လိုက်တယ်ဆိုရင်သွားတွေအရန်ကျင်တယ်သွားတွေနဲ့လာတယ်အဲ့ဒါဘာလို့လဲကိုယ်ရဲ့မကောင်းတဲ့အချက်တွေနောက်ကြလာရှင်သွားမှာအယောင်တွေပီတာစတိန်လို့ခေါ်တဲ့ကွန်းကြီးတွေဆွဲလာတယ်သွားနီယာနဲ့စမဲလာပြီးတော့ရုပ်မျက်နှာရုပ်စင်းအင်္ဂါကိုထိခိုက်တာပေါ့နော်စကားပြောတယ်ပြုံးနေကြီးတယ်ဆိုရင်တော့မှသူကွန်းစားတဲ့လူရဲ့မျက်နှာကြီးကတိတာနေတယ်ပါဇက်ကြီးကတိတာနေတယ်အဲ့တကူနောက်တစ်ချက်ဘာဖြစ်သေးလဲတဲ့နောက်တစ်ချက်အများကြီးဖြစ်တော့ကွန်းဒါပါဇက်ထဲမှာဖြစ်တာခန္ဓာကိုယ်ရောဘာထိခိုက်တယ်ကွန်းနဲ့ဆက်တဲ့ယောဂါတွေအများကြီးဖြစ်တယ်အစာရင်ဥလန်းချောင်းယောဂါတွေဖြစ်တယ်သွေးတိုးနှလုံးယောဂါတွေဖြစ်တယ်နောက်ပြီးစီးကြောက်တယ်တာလို့ယောဂါမျိုးတွေမျိုးစုံဖြစ်တယ်အဲ့ဒါပြင်ကွန်းနဲ့တွဲစားတဲ့ထုံးမှာပါတယ်ထုံးတဲ့ကြောင့်မလို့ပစောင်သားကနုလေးတွေအဲ့ပစောင်သားလေးတို့အမြဲတမ်းရောင်ရမ်းစေတယ်အနာကိုအမြဲတမ်းဖြစ်နေစေတယ်ထုံးပေါက်တယ်ခဏဖြစ်တယ်အမျိုးဖြစ်တယ်နောက်ပြီးရင်ကွန်းမှာပါတယ်ကွန်းသီးဒီကွန်းသီးထဲမှာပါတဲ့အရီကိုလင်းလို့ခေါ်တဲ့ဓာတုပစ္စည်းတွေကဘာဖြစ်စီလဲဆိုတော့ပစောင်သားတွေကိုပို့ပြီးတော့ fibrosis ခေါ်တယ်ပို့ပြီးတော့တိုးွားလာပြီးတင်းပြီးတော့ကြက်ခဲဖြစ်လာစေတယ်။နှုတ်ပစောင်သားလေးကကင်ကြည့်လိုက်ရင်ပျော့လေးဒါပေမဲ့ဒီကွန်းနဲ့ကွန်းရအကြောင်းမလို့ရေရှည်မှာပစောင်တွေတင်းလာတယ်ပစောင်သားတင်းတဲ့ယောဂ oral mucus fibrosis လို့ခေါ်တဲ့ယောဂပစောင်သားတင်းတာဖြစ်လာတယ်။ဒါကင်ဆာအကျိုးနာပဲကင်ဆာအကျိုးလက္ခဏာတစ်ခုအဲ့ဟာနေမှာကြာလာလို့ရှိရင်အပူဆက်တွေတော့မစားနိုင်တော့ဘူးဒီထက်ပိုဆိုးလာဆိုပါဇက်ဟခတ်လာတယ်ပုံမှန်လူတွေလိုပါဇက်မဟနိုင်တော့ဘူးတချို့သတိထားမိရဲ့အချိန်ကပါဇက်လက်တစ်လုံးလောက်တော့မဟတော့အဲ့ဟာနေမှာတစ်ဆင့်ဆိုကုန်းမှာတွဲစားတဲ့ဆေးတွေမှာပါတယ်ဓာတုပစ္စည်း chemical တွေကြောင့်မလို့ဒီကရင်ပစောင်မှာရှိတဲ့ cells တွေကိုဓာတ်ရိုက် changes ဖြစ်သွားတယ်ကင်ဆာဆဲတွေဖြစ်ပြောင်းသွားပြီးတော့အများကြီးပွားသွားစေတယ်နောက်တစ်ခုကတော့ပစောင်ကင်ဆာကိုပြောင်းသွားတယ်ပစောင်ကင်ဆာတွေကရင်ကင်ဆာတွေဖြစ်တယ်ရှားတွေရောကတွင်တွေရောပစောင်တွေရောရှိတဲ့နေရာမှာကင်ဆာအနာတွေကွန်းကြောင့်ဖြစ်တယ်။ဒါကြောင့်ကွန်းဒီလုံးဝဆိုးကျိုးပဲပဲကောင်းကျိုးမရှိပါဘူး။ကွန်းဒီမကောင်းပါဘူး။ကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အမြင်တွေ့ကြုံတွေကိုလည်း comment မှာဝင်ဆွေး